ခုဒီမှာမြင်တွေ့နေရတဲ့ဓာတ်ပုံကဘယ်လ်ဂျီယံနိုင်ငံကအာဖရိကမှာရှိတဲ့ကွန်ဂိုအုပ်ချုပ်ခဲ့စဉ်အတွင်းကရက်ဆက်လက်တွေကိုဖျက်ခဲ့တဲ့သမိုင်းမှတ်တမ်းဓာတ်ပုံတွေဖြစ်ပါတယ်။ဘယ်လ်ဂျီယံဘုရင်လီယိုပို2ကအာဖရိကမှာရှိတဲ့ကွန်ဂိုရဲ့ဒေသကိုသူအုပ်ချုပ်ခဲ့တဲ့အချိန်မှာကွန်ဂို Free State ဆိုပြီးတော့နာမည်ပေးတယ်။19ရာစုအစောပိုင်းအောင်ရောက်လာတဲ့အချိန်မှာရာဘာလိုအပ်ချက်တွေကကြီးမားလာတယ်။အဲ့တော့ဒေသခံတွေကိုရာဘာဆေးထုတ်လုပ်တဲ့နေရာမှာအတင်းအဓမ္မလုံအားပေးခိုင်းစေခဲ့ပါတယ်။လစာတပြားတစ်ချက်မှမရပါဘူး။ဘာအကျိုးခံစား권မှမရပါဘူး။အဲ့ဒီအပြင်မှာတနေ့ကိုသူတတ်မှတ်ထားတဲ့ limit ပမာဏ rubber ဆေးကိုမရဘူးဆိုလို့ရှိရင်အဲ့ဒေသခံတွေကအသက်ခံရပါတယ်အဲ့တော့ဒီ Belgian ရဲ့ဘရင်တာဝန်ထမ်းဆောင်နေတဲ့ဆရာသမားတွေကသူတို့ဒီလူတယောက်ကို rubber ဆေးလိုအပ်ချက်ပြည့်မီအောင်မထုတ်လုပ်နိုင်လို့တတ်မယ်ဆိုလို့ရှိရင်အဲ့လူရဲ့ညာဘက်လက်ကိုဖြတ်ပြီးတော့တက်ခဲ့တဲ့ကြီးစံတထောင်အတွက်တက်တည်အနေနဲ့ဒီ Belgian ရဲ့management မှာသွားပြီးတော့တက်တည်ပြရပါတယ်နောက်ပိုင်းမှာဘယ်လိုဖြစ်လာလဲဆိုတော့ဒီလိုမျိုးကြီးစံတထောင်သုံးလိုက်မှာသူတို့လူတယောက်ကလက်ကိုဖြတ်ကြတယ်သူတို့အမဲလိုက်ဖို့အတွက်ကြီးစံတွေလိုအပ်တဲ့အချိန်မှာတော့လူတွေရဲ့လက်ကိုအတင်းအဓမ္မဖြတ်ပြီးတော့ဒါကရာဘာဆေးပြည့်မီအောင်မထုတ်လို့နိုင်လို့တတ်လိုက်ကြတဲ့လူတွေပါဆိုပြီးတော့ချင်းထဲမှာအပြည့်လက်တွေကိုထည့်ပြီးတော့ management တင်းကိုသွားပြီးတော့တင်ပြပြီးတော့ကြီးစံတွေကိုအမဲလိုက်တဲ့နေရာမှာအစားထိုးအသုံးပြုခဲ့တဲ့သမိုင်းမှတ်တမ်းအသက်တွေရှိပါတယ်လူတောင်းနဲ့ချီတဲ့လက်ကိုဖြတ်ခဲ့တယ်သူတို့ကတော့မှတ်တမ်းတွေကိုဖုံးကွယ်ထားတယ်ဒါပေမဲ့တချို့မှတ်တမ်းတွေထဲမှာဘာပြောထားလဲဆိုတော့ဒီတနေ့ကိုလာပြီးတော့ကြီးစံနေပေါ့နော်အတောင့်100သုံးလိုက်တဲ့အတွက်လက်အချောင်း100ဆိုပြီးတော့ချင်းထဲမှာလက်အချောင်း100ကိုအပြည့်ထည့်ပြီးတော့လာပြီးတော့management တွေကိုအပ်ခဲ့တဲ့တမိုင်းတွေလည်းဒီမှာရေးထားတာတွေ့ရတယ်အဆိုးရွားဆုံးကတော့ကလေးတွေရဲ့လက်ကိုပါဖြတ်ခဲ့တာဖြစ်ပါတယ်ဒေသခံတွေကအရန်တနာဖို့ကောင်းတယ်မနက်မိုးလင်းတို့ရာဘာခင်းထဲကိုရောက်ပြီဆိုတာနဲ့ရာဘာဆေးတွေကိုသူတို့ရဲ့လက်တွေမှာသူတို့တုပ်လိုက်တယ်ဘာကြောင့်လဲဆိုတော့ညနေမိုးချုပ်လို့ရာဘာဆေးဘယ်လောက်ရလဲဆိုတာကိုသွားပြီးတော့ပေးရတဲ့အခါမှာ limit မပြည့်လို့ရှိရင်လက်တွေကဒီတနေ့ကုန်အလုပ်လုပ်ထားတဲ့ချွေးတွေရဲ့မနက်မိုးလင်းချင်းမှာလက်မှာတုပ်ထားတဲ့အစည်းတွေရောပေါင်းပြီးတော့သူတို့မသေးလို့မသေးငှား limit ပြည့်အောင်လို့ဒီလိုမျိုးဆွဲချပြီးတော့ရားတလောက်လေးညှစ်ပြီးတော့ပေးရတဲ့အခိုက်အတန့်လေးလည်းရှိခဲ့ပါတယ်ဒီလိုမျိုးကိစ္စကနေ့စဉ်ဒူဝါနှစ်ပေါင်းများစွာဖြစ်ခဲ့တာပါဒီလိုမျိုးဘယ်လ်ဂျီယံဘရင်လီယိုပိုရဲ့ဒီလိုရာဘာဆေးကိုလိုအပ်ချက်ကြောင့်လူ10သန်းလောက်အသက်ဆုံးရှုံးခဲ့ရပါတယ်လူ10သန်းလောက်ကိုလူမျိုးတုံးတက်ခဲ့တာဖြစ်ပါတယ်ဒါကတော့လက်ရှိကမ္ဘာပေါ်မှာမျက်နှာဖုံးတွေတက်ဒီမိုကရေစီဆိုတဲ့မျက်နှာဖုံးကိုတက်တယ်လူအခွင့်အရေးဆိုတဲ့မျက်နှာဖုံးကိုတက်တယ်ပြီးရင်ကမ္ဘာကြီးကိုလူအခွင့်အရေးဆိုတဲ့ ideology ကိုတင်သွင်းနေတဲ့လူပြူတွေတိတ်မကြခင်ကာလမှာလွန်ခဲ့တဲ့အနှစ်100ကျော်ကာလလေးမှာလှုပ်ခဲ့တဲ့လူမျိုးတုံးတပ်ဖြတ်မှုတွေကတခုဖြစ်ပါတယ်ရက်စက်မှုတွေကတခုဖြစ်ပါတယ်ကလေးတွေရဲ့လက်ကိုဖြတ်ခဲ့တဲ့သမိုင်းမှတ်တမ်းဓာတ်ပုံတွေကိုဒီမှာကြည့်လို့ရပါတယ်ပြီးရင်တို့လက်တွေကိုဖြတ်ထားတာတချို့ရက်တွေမှာဆိုလို့ရှိရင်ရီလို့တွက်လို့တော့မရနိုင်တော့ဘူးအဲ့တော့ဘာလုပ်လဲဆိုတော့ဒီလက်တွေပုတ်တိုးသွားလို့ရှိရင်တို့ရဲ့ကြီးစံတတောက်အသုံးပြုခွင့်ဆုံးရှုံးမှာဆိုလို့ဒီလက်တွေကိုမီးကိုမှိုင်းတိုက်ပြီးတော့မပုံမတိုးအောင်လုပ်ထားတယ်ပြီးလို့ရှိရင်တို့ management တင်ကိုသွားပြီးတော့တင်ပြတာတွေရှိတယ်ဒီအကြောင်းချက်လက်တွေကိုမယုံဆိုလို့ရှိရင် Adam Hodge Chai ဆိုတဲ့လူရေးတဲ့King Leopold Goat ဆိုတဲ့စာအုပ်ထဲမှာသွားပြီးတော့ဖတ်ကြည့်လို့ရပါတယ်သူရက်ဆက်ခဲ့တဲ့သမိုင်းမှတ်တမ်းတွေကအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်အချိန်မရလို့ဗီဒီယိုအရှည်ကြီးလုပ်လို့အဆင်မပြေလို့ပါကျွန်တော်အချိန်ရခဲ့တဲ့အခါကျလို့ရှိရင်ဒီအကြောင်းအသေးစိတ်နဲ့ဒီစာအုပ်အကြောင်းကိုဗီဒီယိုအရှည်ကြီးလုပ်ပေးပါဦးမယ်ဒါကတော့ရာဘာဆေးအတွက်တန်းနဲ့ချီတဲ့အသက်တွေကိုလဲလှယ်ခဲ့ရတဲ့လူပြူတွေရဲ့ကွန်ဂိုနိုင်ငံမှာရုံမာခဲ့တဲ့အရာတွေတခုဖြစ်ပါတယ်လူတက်ခဲ့တဲ့အရာတွေတခုဖြစ်ပါတယ်